လေးမင်္ဂလာပါဒီနေ့ကတော့ပါစုလေးဆော့ပြမှာမယ်ပါစုထဲမှာချောင်းတာကိုပတ်သက်မှာဖြစ်ပါရဲ့ရှင်ဒီပါစုရဲ့ဝင်ချောင်းတာသွားဖို့အတွက်အရင်ဆုံးပေါ့နော်အင်ဂျီပေါ့နော်ဒါလေးကတော့ညီမလေးဟာပါဒါလေးကတော့ကျမပါဒါလေးကတော့ဒီအိမ်မဲ့အကူနော်โอเคအခုကတော့ပါစုလေးမှာအင်ဂျီသွားဝင်ပါလို့ဖြစ်ပါရဲ့ရှင်အင်ဂျီလေးရောဒီဇိုင်းလေးမှာတောင်းပါမယ်โอเคဒီအင်ဂျီလေးကတော့ခဏလေးနော်ခေါ်လိုက်အောင်မယ်ကျမအင်ဂျီပဲပေါ့နော် marshmallow စားနေတန်းလိုက်နေပါဒါတော့သူ့ကိုလက်ဆောင်ပေးလိုက်တော့ပေါ့နော်ပြီးတော့အင်ဂျီရွေးပါမယ်အင်ဂျီကိုဘာလို့လဲဆိုချောင်းသားမှာကျတော့ကောင်းလေးနဲ့လှတဲ့အင်ဂျီလေးရွေးမယ်ပေါ့နော်ဒီဆုံးချင်းအောင်လေးယူလိုက်ပါမယ်ရွေးမယ်အင်ဂျီလေးကိုကြတော့အပြာရောင်လေးရွေးမယ်စိတ်ကူးထားပါအပြာရောင်မှာစုံပန်းရောင်ပါလာပြောင်းလေးရွေးလိုက်ပါရင်ပြီးတော့အဝါရောင်အင်ဂျီလေးထည့်ဝင်မယ်ပေါ့နော်အဝါရောင်အင်ဂျီလေးခေါင်းစကတ်ကလေးနဲ့ပေါ့နော်အရင်လာပါရင်အားလေးယူမယ်ပြီးတော့လို့ရှိရင်ဒီပန်းရောင်အင်ဂျီလေးနဲ့ဒီစကတ်ကလေးဝင်မယ်ပေါ့နော်စကတ်ကဒီအကွက်ကလေးဝင်မယ်စဉ်းစားသပါရင်ညာဒီကြားလေးပြန်ထားပေးလိုက်မယ်ပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီပေါ့နော်ဒီအရောင်လေး candy berry နဲ့ဒီအဝါရောင်လေးလားအစိမ်းရောင်လေးလားဘာရောင်လေးလည်းမသိဘူးအားလေးရေးလိုက်ပါရင်ပြန်ညာအေးဝတ်ဖို့တော့ဘောင်းကြီးရှည်နေတာကြတော့ဘာဝင်ကောင်အပြာရောင်လေးယူလိုက်ပါပြန်လေးယူလိုက်မယ်ပေါ့နော်ပြန်လေးယူလိုက်ပါပြီးတော့ဒီဘက်မှာကျတော့ဘောင်းမီတိုလေးရှိတော့ဘောင်းမီတိုလေးဝင်မယ်ပေါ့နော်ဘောင်းမီတိုလေးကိုအနီရောင်လေးဝင်လိုက်မယ်โอเคပါတော့ဘာယူရင်ကောင်းလဲခေါင်းဝင်ယူမယ်ခေါင်းဝင်ယူကြတော့ဒီအပြာရောင်အကွက်ခေါင်းဝင်လေးလိုက်ပြင်ပါပေါ့နော်စကတိပါလိုက်ကဲအဲ့ဆိုရင်ကြောက်စုံလာပါပြီရှင်းလိုက်ပြီမို့နော်သူများပန်ကန်နေလို့ရှင်းလိုက်တယ်ကိုပန်ကန်ကမပါလာလို့ပေါ့နော်ကဲအဲ့ဆိုရင် body cut ကိုခေါ်ဖို့ဥစား body cut ကလည်းမအောင်တော့ကိုယ့်အကိုပဲတဲလိုက်ပါတော့ဒီကိုယ့်အကိုပြန်ခေါ်ရပေါ့နော်ဟိုနာမရွှေ့ချင်တော့ကဲအဲ့ဆိုရင်ပြီးတော့ပါပြီပြီးတော့ရင်တော့ညီမလေးတလဲပါညီမလေးကတော့ဘာယူမဲမသိသေးပါဘူးအိတ်စာမြေတော့မလားမသိဒါမဲ့အခုကတော့ခုနကဝယ်လာတဲ့ပစ္စည်းကိုပေါ့နော်ထည့်ဖို့အတွက်အိတ်လိုက်ရှာပါတယ်အိတ်မရှိပေါ့နော်အိတ်လိုက်ရှာတာမှာကြတော့ဟို music studio မှာရှိရတဲ့အတွက် music studio ကအိတ်လေးပိတ်လိုက်တယ်နော်ညစီတော့ဒါလေးချိန်တော့ဒီအကားလည်းဘလူးရောတိတ်ထဲတော့ပါဒီတော့ခုနကတော့ဝယ်လာတဲ့ရှင်းအောင်လိုက်ပြီးပြေးလာရောဒါလေးကိုထည့်လိုက်ပြီးတော့ဒီအားနိုင်နေတော့အကုန်စီပြီးထည့်လိုက်လိုက်ပါမယ်ဒီခေါက်ကတော့ညီမလေးဝယ်ပါတော့မယ်အိမ်မှာလည်းဒီဆိုင်မှာပဲဝင်မယ်နဲ့တူရဲ့ဟဲဟုတ်တယ်ဒီမှာဒီဆိုင်မှာပဲဝင်မယ်ပေါ့နော်သူကကျတော့ဘာဝင်လဲမသိဘူးသူ့အရင်ခေါ်လိုက်အောင်မယ်
သူအရင်ဆုံးခေါ်လိုက်ပဲပြုတ်ကြသွားပါတယ်ဖိနာသွားရပေါ့နော်ဟုတ်ကဲ့ပြီးသွားရင်ချင်းအောင်လေးခုနလိုမျိုးပဲချင်းအောင်လေးယူမယ်ချင်းအောင်လေးယူပြီးဝဲမယ်ပေါ့နော်ကကြတော့ခုနကတော့ကျမယူထားတဲ့ပန်းရောင်ကလေးယူတယ်ပေါ့နော်ကျမယူတဲ့ဥစားအပြာရောင်လေးတော့ပန်းရောင်ကလေးယူပါရှင်ဟုတ်ကဲ့ပန်းရောင်လေးချင်းအောင်လေးထည့်လိုက်ပါတယ်ထည့်ပြီးတော့ရင်ဘာယူမလဲဆိုတော့အဝိုင်းလေးယူကောင်းမလားဘာရွေးရမလဲမသိဖြစ်နေပြီးတော့ဒီမှာအပြာရောင်လေးယူမယ်ပြန်ရင်ဒီလေးယူလိုက်ပါတယ်အရင်လိုက်ပါနော်အဲ့ကွက်ကလေးရလေပြီးတော့ညာရေးဝစ်ထဲရဆိုသူကအပြာရောင်လေးယူမလားပန်းရောင်လေးယူမလားအနီရောင်လေးယူမလားဝိုင်းလေးယူမလားဆိုအနီရောင်လေးယူလိုက်ပါတယ်အနီရောင်ဖောင်မိရှည်လေးနဲ့အင်ဂျီလေးယူလိုက်ပါတယ်ညာရေးဝစ်အင်ဂျီပေါ့နော်ပြီးတော့သူအတူပါယူမလဲမသိအတူမီရွေးမယ်ဆိုရင်သူအတူအပြာရောင်လေးယူမယ်လို့တွေ့အတူအပြာရောင်လေးလိုက်ပါတယ်ပြီးတော့ဒီနားရှက်အင်ဂျီတစ်ထည့်ပါမလိုက်ပါရှင်ရှက်အင်ဂျီနဲ့အဝါရောင်စကတ်လေးနဲ့ဝတ်လိုက်ပါရှင်ပြီးတော့သူခေါင်းဝင်ရွေးမယ်ပေါ့နော်ခေါင်းဝင်ကကျတော့အနီလေးအဝါလေးပန်းရောင်လေးရှိရပေါ့နော်အဲ့တော့ပန်းရောင်လေးယူမယ်လေပန်းရောင်လေးယူလိုက်ပါတယ်အဲ့ဆိုလို့ရှိရင်တော့ပြီးသွားပြီပြီးသွားပြီပေါ့နော်ပြီးတော့ပါတယ်ခုနလိုမျိုးပဲခုနနေရာမှာအိတ်ကလေးကိုသွားရှာပါမယ်အိတ်ကိုသူများရှက်သွားရှာမှာပေါ့နော်ခုန music studio မှာပဲသွားရှာမှာမသိဟုတ် music studio မှာ music studio ရတာလေးပါအမှသွားရှာပါမယ်သူကလိုချင်တာတော့ပန်းရောင်အိတ်လေးချင်ပန်းရောင်လေးကကျမယူလိုက်ပြီဆိုတော့ပန်းရောင်အိတ်ကတော့မရှိတော့ဘူးပေါ့နော်ပြန်လေးရတစ်ခုပေါ့အပြာရောင်အသိရောင်အိတ်ကလေးပြန်ပြီးတော့ဒီဒီရောဖြစ်တာဒီပိုင်းဒီစားရီကိုထည့်လိုက်ပါရှင်ခုကျင်းထည့်လိုက်ပါမယ်ထည့်လုံးလေးပုံထည့်โอเคအဲ့ဆိုရင်တော့ပြီးသွားဖို့အစီအစဉ်မဖြစ်သေးပါဘူးအင်ဂျီလေးထပ်ဝယ်ဦးမယ်ပေါ့နော်အဲ့တော့နောက်တစ်ဆိုင်သွားကြမယ်နောက်တစ်ဆိုင်ရောက်တော့ဘာဝယ်မလဲဆိုလို့ရှိရင်တော့နောက်တစ်ဆိုင်မှာနွေးညီလေးစင်တူဝယ်ဖို့အတွက်ကြိုးစားစဉ်းစားထားရပေါ့နော်ကျမအရင်ရေးမယ်ပေါ့နော်ကျမရွေးခါကျကျမကတော့လူမခေါ်တော့ဘူးပေါ့နော်ရွေးချထည့်လိုက်တဲ့ rainbow အင်ဂျီလေးရေးမယ်ပေါ့နော်ချောင်းသာတော့မှာဆိုပြီးတော့နွေးကြီးလေးယူမယ်ပေါ့နော်နွေးကြီးလေးကိုယူလိုက်ပါရင်ပြီးတော့တဲ့ခါကျရင်ဘာယူမလဲဆိုတော့ summer ဆိုတော့ချောင်းတော်မှာဆိုဒီလက်ပြက်ကလေးနဲ့အဝါရောင်လေးကိုမစဉ်းစားတာပါကဲအဲ့ဆိုဘာရှိသေးလဲသွားကြည့်ရပေါ့နော်ဒါဘာမှသိမရှိတော့ဒီမှာယူကူအင်ဂျီလေးတစ်ထည်တော့တွေ့ရပေါ့နော်ဒီလိုအင်ဂျီလေးယူကူအင်ဂျီလေးထည့်နေပေါ့နော်ဒီကူအင်ဂျီပုံစံပေါက်တဲ့အတွက်ကြောင့်မို့ဒီယူကူအင်ဂျီလေးတစ်ထည်ဝယ်လိုက်ပါရင်ပတ်စံတော့မရှင်းတော့ဘူးပေါ့နော်ရှင်းလိုက်တယ်ဒါမှမရဘူးနော်တန်ကကပတ်စံကိုလေးထားလိုက်ပါတော့ခုနကတော့အိတ်ထဲကိုထည့်မယ်အိတ်ထဲကိုထည့်လိုက်ပါမယ်တစ်ထည့်ကိုထည့်မယ်ပေါ့နော်တစ်ထည့်ချင်းစီထည့်ပါမယ်တစ်ထည့်ချင်းစီတစ်စုံစင်းထည့်မယ်ပေါ့နော်ပို့ပြီးတော့မှန်ရတယ်ဟုတ်ကဲ့ပြီးသွားတဲ့ခါကျရင်တော့ဒီမှာဘာမှမပြောလိုက်လိုက်ရှာတယ်ပိတ်လိုက်ပြီးအဲ့ဆိုရင် तू ကတော့အဆင်ဖြစ်သွားပြီပေါ့နော်သွားရင် तू ညမကြက်ပါသေးရဲ့သူညမကလည်းဘာရင်းကောင်းမလဲမသိဘူးဆိုစဉ်းစားနေမှာပဲဒီအင်ဂျီပန်းရောင်လေးနဲ့စကတ်ပန်းရောင်လေးကိုရွှေ့လိုက်ပါတယ်ဒီပန်းလေးနဲ့စကတ်ပန်းရောင်လေးရွှေ့မယ်ဆို
ရွှေမယ်စိတ်ကူးနေအောင်ပါမယ်အနွေးကြီးကောက်ယူပါပါရှင်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီအဲ့ဒီမှပြောမယ်တွေ့လား email sent တော့โอเคအားလေးယူလိုက်ပါယူပြီးယူလဲသုံးထဲဖြစ်သွားပြီးတော့စင်တူအင်ဂျီလေးယူနေဆိုပြီးတော့ပေါ့နော်ယူဖို့လုပ်တယ်ပေါ့နော်ဟိုအနွေးကြီးနဲ့ပေါ့နော်ဒီမှာရှိပါတယ်โอเคပြီးတော့အနောက်မှာအနွေးကြီးရှိရပေါ့နော်အနောက်ကအနွေးကြီးလေးကိုယူလိုက်တယ်ပေါ့နော်ယူလို့မရဖြစ်သူဖယ်ခိုင်းလိုက်တယ်ဖယ်ခိုင်းပြီးတော့အနွေးကြီးလေးကိုယူလိုက်ပါတယ်ဒီမှာလည်းအင်ဂျီတစ်ထည်ရှိရပဲဆိုပြီးယူလိုက်တယ်အင်ဂျီတစ်ထည်ပေါ့နော်ခုနကကျမဝတ်တဲ့အင်ဂျီနဲ့စင်တူလေးတူဝတ်မယ်ဆိုယူလိုက်ပါတယ်ကဲပြီးတော့ဒါပါပဲဒါရေအကုန်လုံးပြည့်ထည့်လိုက်ပါတယ်ကဲပြီးတော့အဲ့ဆိုရင်တော့ပေါ်ဖို့တဲ့စနစ်ဖြစ်ပါပြီကဲဗီဒီယိုလေးကတော့ရှေ့ွားလို့နောက်တော့မှဆက်တင်ပါမယ်ဘိုင်ဘိုင် back to you စောင့်မိကြပါဦးနော်